လိုက်ချီသီးကတပိတ်တာကို18,000ဒါလိုက်ချီသီးတပိတ်တာ18,000နဲ့အများကြီးပဲရတယ်ဒီကောင်က1 kg ကို9လုံးရတယ်ပေါ့နော်သူက kg နဲ့ပါ9လုံးကို9,000နဲ့တိမ်တော်ဒီမစိုးပါဘူးအလုံးတော်တော်လာတယ်ဒါစိန်တစ်လုံးတည်ရသည်ပါစိန်လုံးတည်ရသည်ကတစ်လုံးကို2,000နဲ့10လုံးပါအသီးရောက်လာပါပြီမှာထားတာပါဟယ်လိုပေါက်စီပါရှင်ဟိုတနေ့ကလာတာမှာအသီးသွားဝယ်တယ်ပေါ့နော်အသီးသွားဝယ်တော့အသီးတွေကဒီလိုက်ချီသီးဆိုလို့ရှိရင်သူက10သားကို9,000လို့ပြောတယ်ပေါ့နော်50သားဆိုရင်3,000ခွဲဖြစ်နေပြီပေါ့နော်ဒါပေမဲ့စားချင်ပေမဲ့ဈေးရမ်းများတဲ့အတွက်ကြောင့်မို့လို့မစားဘဲနဲ့မဝယ်ခဲ့ဘူးပေါ့နော်အခု online ကနေပြီးတော့တွေ့တယ်ပေါ့နော် online ကသူကနေရဓာတ်ရိုက်ချပြီးတော့ရောင်းတဲ့ဆိုင်ကိုတွေ့ခဲ့ပါတယ်အဲ့ဒီမှာကအခုတပိတ်တာကို18,000တပိတ်တာကို18,000ဒီမှာတပိတ်တာမှာလိုက်တယ်ပေါ့နော်တပိတ်တာအများကြီးပါပြီးတော့စိန်တစ်လုံးတရက်ဒီဆိုရင် site ကကြီးတွေပေါ့နော်စိုက်ကြီးတော်တော်ကြီးပါတယ်ဒီကောင်ကို2,000ဈေးကို18,000နဲ့10လုံးပေါ့နော်1,800နဲ့10လုံးဝယ်လိုက်ပါတယ်အလုံးတော်တော်လေးကြီးပါတယ်ပြီးတော့ဒီလိမ်မော်တီကအရန်လက်တယ်အယောင်အစင်းကတအားကိုလက်တယ်အလုံးလေးကြီးရပေါ့နော်ဒီနေ့ကလာတာမှာတစ်လုံးကို1,000ဆိုတာကနည်းနည်းလေးဒီလောက်မလက်ဘူးပေါ့နော်ဒီကောင်ကပိုလက်တယ်နေရဟောလာတာမှာတစ်လုံး1,000နဲ့10လုံးဝယ်စားခဲ့တယ်ချိုးပါတယ်ဒီကောင်ကကြတော့ kg နဲ့ရောင်းတာ1 kg ကို9,000နဲ့ဒါ1 kg ပေါ့နော်9,000ကိုအားလုံး9လုံးရတယ်အခုကသမင်းစားပြီးပြီပေါ့နော်အခုမှသမင်းစားပြီးကစားပါဒီကောင်ကတော့ဟိုတနေ့ကဒီလိုက်ချီတီးမှာတဲ့ online shop ကစပစ်ဒီလိုလုံးမရဘူးပေါ့နော်မရတော့ဒါကစီဂျီမကဝယ်စားတာပါဒီစပစ်စီအရန်ကောင်းတယ်စီဂျီမကဝယ်စားတဲ့ဟာပေါ့နော်သူကလုံးဝအစီမပါဘူးအသားကြီးပဲပေါ့နော်အရာဒီဥဒုကအရန်ပူလာတော့အသီးနှံပဲအရန်စားကျင်လာတယ်ပေါ့နော်အခုပေါက်စီကအနီရာလေးတွေရွေးပြီးတော့စားပါမယ်ဒါလေးစားကြည့်မယ်โอ้ยအရန်ရွှမ်းပဲโอ้ဝါလိုက်ချီတီးစားပါရှင်အရင်ကျွေးပါတယ်အရန်ရွှမ်းတယ်ရှေ့ရက်က3ရက်ကကျမောက်တီးဝယ်စားခဲ့ပါတယ်ကျမောက်ကြီးတပိတ်တာဝယ်စားခဲ့တယ်ကျမောက်ကြီးကတော့တော်တော်ချိုပြီးတော့အသားထူတယ်တော်တော်ချိုပါတယ်မရိုက်ခက်လိုက်ဘူးပေါ့နော်အခုဒီလိုက်ကြီးတီးကချိုချင်ပေါ့နော်လူကတော့အသားပါတယ်အရေးပိုရွှမ်းတယ်ပေါ့နော်ကျမောက်ကြီးကအရေးအရန်မရွှမ်းဘူးအသားထူတယ်အကြီးကတော့နည်းနည်းလေးအချင်တဲ့ဘက်ကိုသွားတယ်အရန်အရေးရွှမ်းတယ်ပေါ့နော်ခုလိုနေရသေးရနေ့လည်နေခင်းဆိုအရန်အသီးစားကြတယ်ပေါ့နော်ดู吧လိုက်စီရရေရွှမ်းနဲ့ချိုချင်ရတာလေးတပိတ်တာကိုဒီလိုဘူဝိုင်းနဲ့အပြည့်ရှန်ရပါတယ်ဝါ
ကောင်းဟိုကနည်းနည်းအချင်းလေးကြိုက်တော့လိုက်ချီသီးကိုပို့ပြီးတော့အဆင်ပြေတယ်ပါနော်လိုက်ချီသီးစားပြီးတော့ဒီစပစ်သီးမီးကြည့်မှာပါနော်လိုက်ချီသီးစားပြီးမှစပစ်သီးကိုစားရတဲ့ရတာစပစ်သီးကရမ်းချူတယ်ရမ်းချူသွားတယ်စပစ်သီးကဟိုကလိမ္မော်သီးကိုအရမ်းရဲနေတဲ့အလုံးလေးကိုစားကြည့်ပါစားကြည့်ပါမယ်ရှင်။အိုးဝိုင်းနေပါသူက1 kg ကို9လုံးပဲရတယ်ပေါ့နော်1 kg ကို9လုံးကို9,000နောက်တာမှာကတစ်လုံးကို1000နဲ့ဆိုတော့10လုံး1000ဆိုရင်10လုံးရပါနော်အရသာအရင်ကောင်းချိုရက်တွတ်နာပဲတော်တော်ကိုချိုတာရှင်အရန်လက်တဲ့အရာအနံ့ကိုလည်းရတယ်အရန်လက်တဲ့အရာတာကိုလည်းရတယ်တော်တော်လည်းချိုရဲနာပဲအနံ့အရန်မွေးတယ်သီးတွေကိုဆိုင်မှာသွားဝယ်တဲ့အခါကျရင်နော်ရန်ကုန်ကလမ်းတွေကဈေးတွေနားမှာအသီးကိုဝယ်ခြင်းပေမဲ့အားရစရာနေရာမရှိအဲ့ဒီတော့အခုလို online ကနေမှာစားတာကားရစရာနေရာလည်းပူစရာမလိုဘူးနေပူလည်းသွားစရာမလိုဘူးအရန်နေအသိဆောင်ပြီးတော့လာပို့ရင်စားလိုက်အောင်ပဲဈေးကလည်းသွားဝယ်တဲ့ဈေးလည်းဒီဈေးပဲ online မှာစားလည်းဒီဈေးပဲအဲ့တော့3လေးရဲ့ easy စားလို့ရတာကောင်းပါအရန်မွေးပြီးရမ်းချိုတော်ချိုတာပါသူ့ရဲ့အရာသာလက်ပြီးတော့ချိုတဲ့အရာသာရပါတယ်အလုံးတွေကလည်းပြောင်တင်းပြီးတော့အရောင်ကစမ်းကစ်ရောင်ဖြစ်နေရပါတော့အပြင်စီလေးတော့စီစားစားပါစီတသေးလေးရခံမသိလို့ရှင်ဟိုအတက်ဖြစ်တတ်တယ်ပါဟိုအတက်ပေါက်တတ်ပါတယ်စီကိုစီထားနေရငါကောင်းမှာဘူးကဒီရာကြီးရဲ့နာမည်ကျော်ဖြစ်တဲ့စံတလုံးကြီးကိုစားကြည့်ပါနဲ့လိမ္မော်သီးကအရန်ချိုတော့လိမ္မော်သီးစားပြီးရင်စိတ်နှလုံးကစိတ်ချိုပါမလားတော့မသိဘူးပေါ့နော်အချင်စားပြီးရင်ငံစားပြီးရင်အခါစားပြီးရင်အချိုစားတိတ်မချိုတဲ့ဟာတော့ချိုရဲပေါ့နော်အခုလိုအရန်ချိုတဲ့ဟာစားပြီးတော့နောက်ထပ်ထပ်ချိုတဲ့ဟာကိုစားကြည့်ပါမယ်ကဲဘယ်အလုံးစားမလဲဒီအလုံးလှီးကြည့်ပါမယ်ဒါရေထိတ်ကိုဖြတ်ပြီးတော့
ရေထဲမှာဒီလိုလေးစိမ်ပြီးတော့အစီးထုတ်တယ်ပေါ့နော်အစီးထုတ်ပြီးဝါအဲ့လိုရစားမယ်ပေါ့နော်အေးအညာပိုင်းကိုနည်းနည်းထပ်လှီးလိုက်ပါမယ်ချိုးတယ်တနေ့လာတာနေဝယ်လာတာစိန်တလုံးလေးတွေဒီတက်သေးတယ်ပေါ့နော်အသေးလေးကလည်းပြောရတယ်မှဲ့နေပြီတဲ့အခုစားမယ်ဆိုရင်တော့ယူသွားပေါ့နော်တကယ်ကိုကောင်းပါတယ်မှဲ့နေတော့လေတေးလေးပဲမဲ့လုံးတစ်ထောင်ပဲမဲ့တော်ရတာရှိရလာတာဝယ်လာတော့ဒီဟာလည်းဒါကတော့စိတ်ထင်ပေါ့နော်နည်းနည်းလေးအမှဲ့လိုနေတလားမသိဘူးဒါမှမဟုတ်လိမ္မော်တီးချိုရဲနေတဲ့လိမ္မော်တီးကိုစားပြီးတော့ဘယ်လားမသိဘူးအရင်ခေတ်ထဲမှာတအားချိုအင်းနေလို့မခံစားရအောင်ကောင်းလားမုန်းလေးလေစားကိုသမင်းစားပြီးတော့ဒီလိုအသီးလေးတွေကိုသမင်းကိုနည်းနည်းရှော့စားပြတယ်ပေါ့နော်အဲ့တော့အသီးကိုများများလေးစားပေးလိုက်တယ်ပါအချမ်းကုန်သွားတယ်ကောင်းတော့စားရင်းနဲ့ချိုးလာတယ်ဝါဟုတ်ကဲ့ပကံများတစ်ချက်တော့ခံထားတာပါနော်ကောင်းလားတော်ကောင်းအော်အောက်စီလို့နေဘူးထဲထွက်ရမှာကြောက်နေတယ်ပူမခံနိုင်ဘူးဆိုတဲ့သူတွေက online ကနေရဲမှာစားကြည့်ပါသွားရတာတက်တာတယ်ကိုယ်အိမ်မှာတောင်တက်တာနဲ့ဒီလိုလေးမှာစားတော့အဆင်ပြေပါတယ်sorry ကောင်းတော့ကဲနောက်ဒီလည်းပလာကျဲပဲကဲအရန်ကောင်းပါတယ်ကဲကောင်းသောနေ့လေးဖြစ်ကြပါစေရှင်အခုပေါက်စီမှာစားတဲ့ဆိုင်လေးကိုပေါ့နော်ပြပေးပါမယ်ရှမ်းလေးဆိုတဲ့ page ရှိရပေါ့နော် Facebook ကရှမ်းလေးဆိုတဲ့ page ကနေပြီးတော့မှာစားတာပါရှင်သူကကာရောက်မဲ့နေဘယ်နေ့မှာဖဲ့အသီးတွေရောက်မယ်ဈေးနှုန်းကဘယ်လောက်ဆိုတာတခါရဲတင်ပေးထားပါတယ်ကားဒီနေ့ရောက်ရင်ဒီနေ့တခါရဲလက်ဆက်အသီးတွေကိုချက်ချင်းပို့ပေးတာပါစားကောင်းကြပါစေရှင်ပေါက်စီအဆင်ပြေသလိုပြင်သွားမွေနိုင်တဲ့သူတွေအဆင်ပြေပါစေဆိုပြီးတော့ဒီ blog လေးကိုရိုက်ပေးခဲ့တာပါပြီးတော့ဘယ်အသီးတွေကပြင်မှာသွားဝယ်ရင်ဘယ်လောက်ရပြီးတော့ကိုမှာစားရင်ဘယ်လိုရပြီးတော့ဘယ်ဟာမလက်ဘူးဘယ်ဟာလက်တယ်ဆိုတာလေးကိုလည်းပြောပြချင်တာပေါ့နော်အခု
ကိုယ်အိမ်ထဲကနေပြီးတော့ပြင်သွားကြမလို့ပဲနဲ့အခုလိုမှားစားတာအရန်ကိုစားကောင်းပြီးအဆင်ပြေခဲ့လို့ပြောပြတာပါရှင်တတား